မျက်မှန်မချွတ်ပဲပဲများနေလို့ဟိဝိယံနဲ့နှိုင်းရှင်လူပြောများနေတဲ့နေတိုးစနီးတဲဆုမြတ်ရွှေဘဲတော်မျက်မှန်မချွတ်ပဲပဲများနေလို့လူပြောများနေတာကတရုတ်ဆောင်မင်းသားနေတိုးရဲ့စနီးတဲ့မတဲဆုမြတ်ရွှေပါမတဲဆုမြတ်ရွှေဘဲကိုတော်မျက်မှန်မျိုးစုံကိုဖက်ရှင်ကြတက်လွန်တာကြောင့်တချို့ကဆိုနေတိုးစနီးကိုဟိဝိယံမျိုးလားဆိုပြီးတော့ပြောကြတာပါလူတော်များများသိထားကြတဲ့အတိုင်းပဲအမှုပညာလောကမှာမျက်မှန်တက်ဆုံမင်းသားကိုမိလိုက်ရင်အလုံးတညီတညွတ်တည်းပြောကြမှာကမကြခင်မှာလက်ထက်တော်မယ်ဟိဝိယံပါဟိဝိယံဟာဘယ်နေရာပဲတော်နေကမျက်မှန်မဲတွေတက်လေးရှိပါတယ်။အခုတော့ဟိဝိယံနဲ့အပြိုင်မျက်မှန်တက်တာကျန်းနေတာကတရုတ်ဆောင်မင်းသားနေတိုးရဲ့ဇနီးတဲ့မတဲစုမြတ်ရွှေပါ။မတဲစုမြတ်ရွှေဟာတနိုင်ငံလုံးကပြည်သက်တွေချစ်ခင်အားပေးရတဲ့မင်းသားနေတိုးရဲ့မြတ်တာပန်းကိုစုခုခွင့်ရခဲ့တဲ့အမျိုးသမီးလေးဖြစ်ပါတယ်။ဒါကြောင့်လေအမျိုးသမီးတို့အားလုံးကအားကျနေခဲ့ကြရတာပါ။မတဲစုမြတ်ရွှေဟာနေတိုးကိုလက်ထပ်ခွင့်ရခဲ့တယ်လို့ကိုရိုင်းကလည်းအမျိုးကောင်းသမီးဇနီးကောင်းရောပြီးသားသူပါမတဲစုမြတ်ရွှေဟာခင်မွန်းတဲ့နေတိုးကိုလိုလေသိမ်းမရှိပါရမီဖြည့်ဆည်းပေးနေတဲ့ဇနီးကောင်းဖြစ်ပါတယ်မတဲစုမြတ်ရွှေဟာနေတိုးရဲ့ရှုတင်နေမှာလေနေတိုးနားမှာအမြဲရှိနေတတ်တာဖြစ်ပါတယ်ဒါအပြင်တာလီကုံရှင်တိုးအတွက်လည်းမိခင်ကောင်းပြီးသားသူပါမတဲစုမြတ်ရွှေဟာဒီလိုရေးချင်းရှိတယ်လို့နိုင်ငံကျော်ထိပ်တန်းမင်းသားရဲ့ဇနီးမုံရုပ်ရည်ကလည်းချောမောလှပပါတယ်အထူးသဖြင့်မတဲစုမြတ်ရွှေဟာဖက်ရှင်စမတ်နေတတ်သူပါဒါပေမဲ့ပြောစရာဖြစ်တာကမျက်မှန်တော်ကြိုက်တာပါပဲဒါကြောင့်လေလူတွေကတော့မတဲစုမြတ်ရွှေဟာဟိဝိယံအမျိုးဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်